အဲ့ဒီတော်များငွေဆရာပြောတာကိုကြားလို့ရှိရင်ဆရာရဲ့ပို့တီကိုပြုတ်ပေးပါနော်ဒါဆရာတို့ဘုရားတစ်တော်ထဲမှာရွေ့တွဲဆော့ဖို့တင်ထားတယ်ဗျာသူကသူအသိပဲကွာကွာပါပဲကွာကွာဝင်ဆော့တယ်လို့ဆော့မှာပဲအဲ့ဒီလိုဆော့မှာကိုဆော့ထားတဲ့ဟာကိုဖြုတ်ခိုင်းတာလေမိဘတွေကိုထိခိုက်ပြီးတော့ပြောထားတဲ့ဟာတွေအများကြီးပဲဆွေမျိုးတွေရောမိဘတွေရောဒီဟာကမှန်သလားမမှန်လားဆိုတာကတစ်တော့ပြိဿများအနေနဲ့စဉ်းစားပေးစီကြမှာတယ်ဘယ်သူမှလည်းမားလဲတော့ကျွန်တော်လည်းမပြောလို့ဒါပေမဲ့လည်းကိုကရွေ့တင်ထားတာကိုရွေ့မတင်စေချင်ပိတ်ထားလိုက်ပေါ့တော့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်အဲရွေ့တင်ထားမယ်ဆိုလည်းအတန်ကတ်သက်ချက်နဲ့တင်နေဆိုတော့မဖြစ်နိုင်ပါဘူးဗျာအဲတချို့တွေတော့ဝင်ဆဲနေတာတွေပဲရှိပါတယ်ဒါတွေကမှန်တော့မကောင်းပါဘူးကိုမစောချင်မစောနဲ့ပေါ့ဗျာ public တင်ထားတာပဲဟုတ်တယ်မလားဟုတ်လားမဟုတ်လားဘုရားဘာသာဗမာလူမျိုးချင်းချင်းပေါ့နော်မဆရာနေပြီးတော့ဒါရင်ကြီးကြီးနဲ့တောင်းဆိုတာပါနော်အဲ့ဒီလည်းမိကောင်းဖခင်သားသမီးကဝိဖွားကြီးပြင်းလာမယ်လို့ဆရာယူဆပါတယ်နော်ဆရာကောင်းသမားကောင်းတွေဒီပါဆရာကောင်းတွေနဲ့တွေ့ရမယ်လို့လည်းယူဆပါတယ်နော်အဲ့တော့ဆရာယူတတ်ရင်ကြီးကြီးနဲ့ပြောဆိုပေမဲ့အန်ဒီကလိုင်းနာဘူးမရှိဘူးဆိုရင်တော့ဆရာကပြောရတယ်ပြောရတယ်နဲ့စက်ကျင်ဘက်ပေါ့လေဆရာကောင်းသားသမားကောင်းမိဘဆရာသမားကောင်းသွန်သင်မှုမရှိဘူးဆိုတဲ့အနေအထားကိုသဘောပေါက်တော့နော်အဲတော့အဲ့ဒီတော်မြတ်ငွေကြားရင်အဲ့ဒီတော်မြတ်ငွေကဖြုတ်ပေးပါတကယ်လို့များမကြားခဲ့ရင်အဲ့ဒီတော်မြတ်ငွေရဲ့သက်ဆိုင်တဲ့ဒီသားစုနော်ဆွေမျိုးနော်ပြောရင်ဆရာသမားအကြီးအကဲမိဘတော်၎င်းပေါ်လေးရှိမယ်ဆိုကြားခဲ့မယ်မြင်ခဲ့မယ်ဆိုရင်ဆရာဝန်ကတော့ပြောနေပြီဒီဥစ္စာတွေဟိုလိုရောမယ်အများစုကပေါ့နော်အမြင်မတင်တဲ့အတွက်ကြောင့်ဆရာဝန်ရဲ့ဂုဏ်သိက္ခာကျဆင်းစေတဲ့အတွက်ကြောင့်မလို့ဒီတို့တွေကိုဖြုတ်ပြီးပါလို့ဆရာဝန်ကတော့ဒီရင်ကြည်ကြည်တောင်းဆိုနေပြီဆိုတာကိုတဆင့်စကားတဆင့်နာနဲ့ပြောပေးပါနော်ဟိုဆရာတို့ကလည်းခုနှစ်သားသမီးပေါ်မှာတကယ်ဟိုဘယ်လိုပြောမေတ္တာနဲ့ပေါ့လေကုသနေတဲ့စေတနာထားပြီးကုသနေတဲ့ဆရာဝန်တယောက်ဆိုတာအများသိပါတယ်နော်သမာဓိဝနတ်ကောင်းနှမျက်တွေလည်းသိပါတယ်နော်ဒါဆရာတိုင်းလည်းပြောလို့ရတယ်နော်အဲ့တော့ဆရာရဲ့ယခုပို့ကိုအန်ဒီတော်မြတ်ငွေသိအောင်များများ share ပေးပါနော်အန်ဒီတော်မြတ်ငွေမြင်ပါစေတစ်တော့ဘဝဆရာရဲ့ချစ်မိတ်ဆွေကောင်းလဲမြင်ပါစေတကဘာလုံးကနေတစ်တော့ကြည့်ရှုနေတဲ့သူအလုံးလဲဒီဆရာဝန်တရားကိုဒီလိုမျိုးဘယ်လိုပြောမလဲတားမြစ်ထားတဲ့အရာကနဲ့ဒီလိုမျိုးအများမြင်မတင်တဲ့အောင်စော့တယ်ဆိုတာကိုမြင်ပါစေကြားပါစေပေါ့နော်ဝိုင်းဝန်းပြီးတော့ဒီတစ်တော့ဘဝမှာယဉ်ကျေးတဲ့အပြုမှုလေးတွေဖြစ်အောင်ဝိုင်းဝန်းပြီးထိန်းသိမ်းပေးကြပါစောင့်ရှောက်ပေးကြပါဆရာလိုမျိုးပဲအလားတူပေါ့နော်မျိုးသမီးလေးတွေဒီလိုမျိုးနှောက်ယှက်ခံနေရတယ်လည်းရှိပါတယ်နော်ဒီလိုမျိုးဟိုယဉ်ကျေးတဲ့လူအတိုင်းဝင်ဖြစ်အောင်အားလုံးဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးပါလို့နော်ဆရာပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်